ကဘာကျမ်းမာရေးအတွက်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုရှိနေပါတယ်လူသိမ့်မများပေမဲ့အင်မတန်အန်တရာယ်ကြီးတဲ့ virus တစ်ခုပေါ့အဲ့ဒါကတော့နီဘာ virus ပါပဲဆိုတော့ဒီ virus ကဘယ်ကလာတာလဲဘလောက်တောင်ကြောက်ဖို့ကောင်းလဲပြီးတော့သူ့ကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတာတွေကိုဒီတစ်ခေါက်အတူတူလေ့လာကြည့်ကြရအောင်အကြောင်းရတဲ့ကိုမဝင်ခင်ဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်အောင်40ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းဒါကဘာကိုပြောတာရဲဆိုတော့နီပါ virus ကိုစခံရပြီဆိုရင်သေဆုံးနိုင်တဲ့နှုန်းထားပါပြောရင်ရောဂါဖြစ်တဲ့သူလေးယောက်မှာအနည်းဆုံးတစ်ယောက်ကအသက်ဆုံးရှုံးနိုင်တယ်အခြေအနေအရန်ဆိုးသွားရင်နှစ်ယောက်မှတစ်ယောက်ကျော်တော့သေနိုင်တယ်ဆိုတဲ့သဘောပါအတော်လေးကြောက်စရာကောင်းတဲ့ကိန်းကနန်းတော့ဒါကြောင့်လည်းဒီနီပါ virus ကိုကျွန်တော်တို့တတိထားဖို့လိုအနေရပါဟုတ်ပြီဒါဆိုဒီလောက်တောင်အန်တယ်များတဲ့ဆိုတဲ့ virus ကတကယ်တမ်းမှာပါလဲဘယ်အနေများရောက်လာတာလဲဆိုတာကြည့်လိုက်ကြရအောင်နီဘာ virus ကို zoonotic virus လို့ခေါ်ရတယ်အဓိပ္ပာယ်ကတော့တေးတချန်တွေကနေလူစီကိုကူးဆက်နိုင်တဲ့အမျိုးအစားပေါ့ဒါပေမဲ့အဲ့ဒီမှာတင်ဇလန်ကမပြီးသေးပါဘူးယောဂဘိုးကန်နေနေတဲ့အစားအစာတွေကနေတဆင့်လဲကူးနိုင်တယ်လို့လူတစ်ယောက်ကနေနောက်တစ်ယောက်ကိုတိုက်ရိုက်ထိတွေ့မှုကနေတဆင့်လဲကူးဆက်ပြန့်နိုင်မှာတဲ့ဒီ virus ရဲ့တမိုင်းအကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ပေါ့နော်1998ခုနှစ်ကမလေးရှားကဝက်မွေးမြူရေးခြံတွေမှာပထမဆုံးစတွေ့ခဲ့တာပါအဲ့ဒီနောက်မှာတော့စင်ကာပူဘင်္ဂလားဒေ့ရှ်အိန္ဒိယဖိလစ်ပိုင်အစရှိတဲ့နိုင်ငံတွေအထိပြန့်ထွားခဲ့တယ်အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမှာဆိုရင်နှစ်တိုင်းလိုယောဂပြန်ဖြစ်တာတွေနဲ့ရင်ဆိုင်နေရတော့ပါပဲဒီရဆိုင်ကတဲ့လူကိုကူတာဆိုတော့ဆဲလဲမှာမေးခွန်းထူးပေါ်လာမှာပါဘယ်ဒီရဆိုင်ကဒီ virus ရဲ့မူလပိုင်ရှင်ဒါဝတရားတဲ့အဓိကတဲဆောင်သူလဲဆိုလာပေါ့အဖြေကတော့တစ်သီးစာလင်းနိုတွေပါဟုတ်ပါတယ် flute bats တွေပေါ့သိပ္ပံလို့ပြောရရင်တော့ Theropodidae မျိုးရင်းဝင်လင်းနိုတွေဟာနီဘာ virus ရဲ့တဘာဝတိုးလောင်းကန်တွေပါပဲဒါပေမဲ့ထူးဆန်းတာတစ်ခုကဒီ virus ကလင်းနိုတွေကိုဘာမှမလုံဘူးဖျားတာနာတာမရှိဘဲနဲ့သူတို့ခန္ဓာကိုယ်ထဲမှာယောဂပိုးကိုတိတ်တဆိတ်ထဲဆောင်သွားနိုင်ကြရတယ်โอเคလင်းနိုတွေမှာ virus ရှိတယ်ဆိုတာသိပြီဒါဆိုသူတို့စီကနေကျွန်တော်တို့လူတွေစီကိုဘယ်လိုများရောက်လာနိုင်တာလဲပြီးတော့လူတစ်ယောက်ကနေနောက်တစ်ယောက်ကိုရောဘယ်လိုပုံစံနဲ့ကူးဆက်သွားနိုင်တာလဲအဲဒီလမ်းကြောင်းတွေကိုကြည့်လိုက်အောင်ပထမဆုံးလမ်းကြောင်းကတော့ညဉ့်ညံ့နေတဲ့အစားအစာတွေကနေတဆင့်ကူးဆက်တာပါဥပမာရောဂါပိုးရှိတဲ့လင်းနိုးတကောင်ကတက်တီးတစ်လုံးကိုကိုက်လိုက်တယ်ဒါမှမဟုတ်ထမ်းရည်ခံထားတဲ့အိုးတွေကိုသူ့ရဲ့တတွေးတွေစီးတွေကြားသွားတယ်ဆိုပါစို့အဲ့ဒီစားစားတွေကိုစားမရတဲ့သူစီကို virus ကတန်းပြီးကူးဆက်သွားနိုင်တာပေါ့နောက်တစ်နည်းကတော့ဂျာကန်တေးဆန်တွေကနေကူးဆက်တာပါလင်းတို့တွေကနေတဆင့်ဝတ်တို့မြင်းတို့လိုတခြားတေးဆန်တွေကိုအရင်ကူတယ်ပြီးမှအဲ့ယောဂဖြစ်နေတဲ့တေးဆန်တွေကိုကင်တွယ်ထိတွေ့တဲ့လူတွေစီကိုထပ်ဆင့်ကူးဆက်သွားလာမျိုးပါမလေးရှားမှာပထမဆုံးစဖြစ်ခဲ့တဲ့အဖြစ်အပျက်ကဒီလိုပုံစံနဲ့ကူးဆက်ခဲ့တာပါပဲတတိယလမ်းကြောင်းကတော့လူအချင်းချင်းကူးဆက်တာမှာဒါကတော့အထူးသဖြင့်ယောဂဖြစ်နေတဲ့သူကိုအနီးခန့်ပြည့်စုံနေတဲ့မိသားစုဝင်တွေကျမကြီးဝန်ထမ်းတွေမှာအန်တယ်အများဆုံးပဲယောဂသည်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့တတွေးတို့ချွေးတို့လိုအရည်တွေနဲ့အကာအကွယ်မပါဘဲထိတွေ့မိသွားရင်ကူးဆက်နိုင်ခြင်းကအရန်ကိုမြင်မှာပါကဲကူးဆက်ခံရပြီဆိုရင်ရောဘာတွေဆက်ဖြစ်မလဲယူခန္ဓာကိုယ်ထဲမှာဒီ virus ကဘယ်လိုတိုက်ခိုက်မလဲဘယ်လိုယောဂလက္ခဏာတွေစပြီးဖြာလာမလဲဆိုတာကြည့်အောင်နီဘာ virus ရဲ့အစပိုင်းလက္ခဏာတွေကတော့အဖျားတက်မယ်ခေါင်းကိုက်မယ်ချောင်းဆိုးမယ်အသက်ရှူရတာနည်းနည်းကြက်လာမယ်အဲ့ဒါတွေပါပဲကြည့်လိုက်ရင်တခြားတာမန်တို့ကွေးလိုဖျားနာမှုတွေနဲ့တော်တော်လေးဆင်တူနေတော့တက်ခွဲခါမှာတခြားမစစ်ပဲနဲ့တော့ဒါနီဘာ virus ပဲလို့တက်အပြောဖို့ကခက်ပါတယ်ဒီယောဂမှာအကြောက်စရာကောင်းဖို့က encephalitis လို့ခေါ်တဲ့ဦးနှောက်ရောင်တဲ့အခြေအနေကိုရောက်သွားတာပါပဲယောဂကပြင်းထန်လာပြီဆိုရင်ဦးနှောက်ကိုတိုက်ရိုက်သွားပြီးထိခိုက်တော့တာပဲဦးနှောက်ကရောင်လာတယ်လူကတတိလေးမင်းမြောင်သွားပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်နီဘာ virus ကတည်ဆုံတော့ဘာလို့ဒီလောက်မြင့်နေရလဲဆိုတဲ့အထူးတရားခံကဒါပါပဲကြတော့ယောဂါကိုအနိုင်တိုက်ပြီးအသက်ရှင်ခဲ့ရင်တော့ဘာတွေဆက်ဖြစ်နိုင်သေးလဲအများစုကတော့အရင်လိုအပြည့်အဝပြန်ကောင်းသွားနိုင်ပါတယ်ဒါပေမဲ့အသက်ရှင်ကြံရည်သူ9ယောက်မှ1ယောက်လောက်ဒါမှမဟုတ်20ရာခိုင်နှုန်းလောက်ကတော့ရေရှည်မှာအာယုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေကိုဆက်ပြီးခံစားရနိုင်ခြေရှိနေပါသေးတယ်ဒီလောက်ဆိုးရတဲ့နောက်ဆက်တွဲတွေနဲ့အန်ဒီရီလိုတိပြီးပြီဆိုတော့အရေးကြီးဆုံးမဲခွန်းစီရောက်လာပါပဲကျွန်တော်တို့ဘယ်လိုကာကွယ်ကြမလဲဆိုတာပါပဲအဲ့တော့အရိကမေးစရာရှိတာကနီပါ virus တဲ့ကုသလို့ရတဲ့ဆေးဝါးတွေကုထုံးတွေကရှိပြီလားဆိုတာပါပဲစိတ်မကောင်းစရာကတော့အဖြေကမရှိသေးပါဘူးအခုအချိန်အထိနီဘာ virus ကိုဖိမှတ်ထားကုသနိုင်တဲ့ဆေးဝါးတည်တံရောကာကွယ်ဆေးရောမပေါ်သေးပါဘူးဒါကြောင့်အခုလုံနိုင်တာကယောဂလက္ခဏာတွေတက်တာအောင်နဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ထောက်ပံ့ကုသပေးတဲ့ supportive care ပေးတာလောက်ပဲရှိပါသေးတယ်
ကူတာဈေးမရှိတဲ့အတွက်ကာကွယ်ရေးကပဲကျွန်တော်ရဲ့အကောင်းဆုံးလက်နက်ဖြစ်လာတာပေါ့အထူးသဖြင့်လင်းနိုရဲ့စီကနေကူးဆက်မခံရအောင်ကားစီးဖို့အတွက်ထမ်းရည်လိုမျိုးအရေးတွေကိုမထောက်ခင်တေချာကြိုးချက်ဖို့လိုတယ်ပြီးတော့တစ်တီးဝလာတဲ့အားလုံးကိုလည်းစားခါနီးမှအသေးချာစီးကြိုးပြီးအခွန်နွားပြီးမှစားသုံးဖို့ကအရန်ရေးကြည့်တယ် ဒီဆန်နေနဲ့လူချင်းချင်းကူးဆက်တာကိုကာကွယ်ဖို့တည်းလည်းအတူတူပါပဲနေမကောင်းတဲ့ဒီဆန်တွေကိုကိုင်းတွယ်မယ်ဆိုရင်အကာအကွယ်လက်အိတ်တွေအဝတ်စားတွေဝတ်ဆင်ရမယ်ယောဂတွေကိုပြုစုပြီးတိုင်းတွေးဆောင်ပြီးတိုင်းမှာလည်းလက်ကိုစနစ်တကျဆေးကြွတဲ့ခြင်းကအသက်ကိုကယ်နိုင်တဲ့အလေးချင်းကောင်းနေပါပဲ တူချင်းစီကာကွယ်နေတာအပြင်ဒီ virus ကိုရင်ဆိုင်ဖို့အတွက်ကမ္ဘာအဆင့်မှာတော့ဘယ်လိုကြိုးပမ်းမှုတွေလှုပ်ဆောင်နေကြပြီလဲဆိုတာကိုလည်းကြည့်လိုက်ကြအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနီပါဗိုင်းရပ်စ်ကိုဦးစားပေးသုတေသနလုပ်ရမယ့်ယောဂတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့သေဆုံးနှုန်းကလည်းမြင့်တယ်။ကမ္ဘာ့ကံယောဂကြီးဖြစ်လာနိုင်တဲ့အလားအလာလည်းရှိနေတော့သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအရေးကြီးလှုပ်ဆောင်ဖို့လိုအပ်နေလို့ပါပဲ။ ဆိုတော့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကဘယ်ကိုဥတီနေလဲဆိုတော့အနာဂတ်မှာယောဂထပ်ဖြစ်လာခဲ့ရင်ရင်ဆိုင်နိုင်ဖို့အတွက်ထိရောက်တဲ့ကောက်ွယ်ဆေးတွေယောဂကိုမြန်မြန်ဆန်ဆန်ရှာဖွေနိုင်မဲ့ကိရိယာတွေနဲ့ကုသဆေးတွေကိုအမြန်ဆုံးတီးထွင်ဖန်တီးနိုင်ဖို့ပါပဲဒါတော့နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုချန်ခဲ့ပါတယ်နီဘာဗိုင်းရပ်စ်ဟာတရားချန်ကနေလူစီးကိုကူးစက်လာတဲ့နောက်ဆုံးဗိုင်းရပ်စ်တော့ဖြစ်မှာမဟုတ်ပါဘူးဒီလိုဆိုရင်နောက်တစ်ချိန်ပေါ်လာမဲ့ zoonotic change ချောက်မှုတွေကျွန်တော်တို့အားလုံးတကယ်ပဲစင်တဖြစ်နေကြပြီလား